တတမီမီတို့အားလုံးပဲမင်္ဂလာပါပုံမြင်လေးတွေဖတ်ပြပေးသွားမယ်ဦးနိုပါရဲ့ Magic Story ဘောက်ကနေပြီးတော့ကြိုဆိုလေးရပါတယ်ကလေးတို့ရေတတမီမီတို့အတွက်ဒီနေ့မှာဦးဖတ်ပြပေးသွားမယ်ပုံမြင်လေးကတော့ရဲရင်တော်မင်းသမီးလေးဧကရီနဲ့နဂါမင်းနန္ဒီယာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကလေးတို့ရေဟိုးရှိတုန်းကမြကြီးတစင်းရဲ့ကမ်းနပီးမှာပကြီးမြို့တော်လို့ခေါ်တဲ့အလွန်လှပတဲ့နိုင်ငံလေးတစ်နိုင်ငံရှိခဲ့တယ်တဲ့ကလေးတို့ရဲ့အဲ့ဒီမြို့တော်ရဲ့ထူးခြားချက်ကတော့မြို့အနှံ့ပြားကအဆောက်အုံတွေလမ်းတွေတရားတွေမှာပကြီးကားတွေနဲ့တစားဆင်ထားတာဖြစ်တယ်တဲ့ကလေးတို့ရဲ့မြို့သူမြို့သားတွေအားလုံးဟာလည်းပကြီးပညာကိုမျက်နှိုးချပြီးတော့ဘဝကိုအမှုပညာနဲ့အတူဖြတ်တန်းနေထိုင်ခဲ့ကြတာပေါ့အဲ့ဒီနိုင်ငံမှာမင်းသမီးလေးဧကရီဆိုတဲ့သူလည်းနေထိုင်ခဲ့တယ်တဲ့မင်းသမီးလေးဧကရီဟာရုပ်ရည်လှပယုံသာမကပါနဲ့စိတ်တက်လည်းရဲရင်ပြီးတော့တက်တိရှိတဲ့သူတစ်ယောက်ဖြစ်တယ်တဲ့ကလေးတို့ရဲ့အထူးသဖြင့်သူမဟာပကြီးပညာမှာအလွန်ထူးချွန်ပြီးတော့သူမဆွဲလိုက်တဲ့ပကြီးကားတိုင်းဟာအသက်ဝင်နေသလိုပဲလှပလွန်ခဲ့တယ်တဲ့ကလေးတို့ရဲ့ဒါပေမဲ့ပကြီးမျိုးတော်ဟာစုံးမကြီးဒေဝီရဲ့ချိန်စာကြောင့်တဖြည်းဖြည်းမောင်မိုက်လာပြီးပကြီးကားတွေကလည်းအယောင်မိန်လာခဲ့တယ်တဲ့ကလေးတို့ရဲ့မြို့တော်ပတ်ဝန်းကျင်မှာစိုက်ပျိုးထားတဲ့တင်းနှံတွေကလည်းမဖြစ်ထွန်းတော့ဘဲနဲ့မြို့တော်တစ်ခုလုံးဟာစာလောင်မွတ်သိမ့်မှုနဲ့ရင်ဆိုင်နေရတယ်တဲ့ကလေးတို့ရဲ့ဒီချိန်သာဟာနှစ်ပေါင်း100ကြာမှပျောက်ကွယ်သွားမယ်လို့ပညာရှိတွေကပြောဆိုကြတာပေါ့အဲ့ဒီချိန်သာကိုခြေဖြတ်ဖို့အတွက်ဆိုရင်တော့ရွှေနဂါးဦးလိုအပ်တယ်လို့သိရတာပေါ့အဲ့ဒီရွှေနဂါးဦးကိုတော့နဂါမင်းနန္ဒီယာဆောက်ရှောက်ထားတဲ့မော်ဆန်နဲ့ကျွန်းတကျွန်းပေါ်မှာရှိတယ်လို့သိရတယ်တဲ့ကလေးတို့ရဲ့မင်းသမီးလေးဧကရီယာသူမရဲ့ပြည်သူတွေကိုကယ်တင်မှုအတွက်ရွှေနဂါးဦးကိုရှာဖွေဖို့ဆုံးဖြတ်လိုက်တာပေါ့ကွယ်ဒါကြောင့်မင်းသမီးလေးဧကရီယာရတနာပစ္စည်းတွေမော်မြေပုံနဲ့အတူပဲခီးစတင်ခဲ့တာပေါ့သူမဟာအဖေဖြစ်သူဘီရင်ကြီးကပေးထားတဲ့လေးများနဲ့အတူခီးစဉ်ကိုစတင်ထွက်ခွာခဲ့တာပေါ့ခီးလာမှာသူမဟာမော်ပညာနဲ့ဖန်တီးထားတဲ့မြူကိုတော်ကိုဖျက်ဆီးခဲ့ရတယ်တဲ့ကလေးတို့ရဲ့အဲ့ဒီတော်ထဲမှာလမ်းနေရာရှုပ်ထွေးနေခဲ့ပြီးတော့ထောင်ချောက်တွေလည်းရှိနေခဲ့တာပေါ့မြူကိုတွေဟာသူမကိုလမ်းမအောင်လို့လှည့်စားနေခဲ့ကြတယ်တဲ့ကလေးတို့ရဲ့မင်းသမီးလေးဧကရီဟာမြူကိုတော်ရဲ့အလဲမှာလမ်းပြောင်းနေတော့မှာပဲသူမရဲ့မော်မီပုံပေါ်ကလျှို့ဝှက်တင်ကေတာတစ်ခုကိုသူမဟာသတိထားမိလိုက်တယ်တဲ့ကလေးတို့ရဲ့အဲ့ဒီတင်ကေတာကတော့ပန်းဝန်းပုံဖြစ်ပြီးတော့သူမရဲ့ပကြီးပညာနဲ့ပတ်သက်နေတယ်လို့ခန်းစားမိလိုက်တာပေါ့အဲ့ဒီတင်ကေတာဟာပန်းဝန်းပုံဖြစ်ပြီးတော့သူမရဲ့ပကြီးပညာနဲ့ပတ်သက်နေတယ်ဆိုပြီးတော့ခန်းစားမိလိုက်တယ်တဲ့ကလေးတို့ရဲ့သူမဟာမော်မီပုံပေါ်ကပုံရိပ်တွေတိုင်းပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့တပင်ရဲ့ပင်စီမှာလျှို့ဝှက်တကားတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်တဲ့ကလေးတို့ရဲ့အဲ့ဒီတကားကိုဖွင့်ဖို့အတွက်ဆိုရင်တော့ဗတ်မွန်ပုံစံလျှို့ဝှက်စကားဝတ်ကိုလိုအပ်နေတယ်တဲ့ကလေးတို့ရဲ့မင်းသမီးလေးဧကရီဟာသူမရဲ့နှလုံးသားထဲကအချစ်ကိုကိုစားပြုတဲ့နင်းစီပန်းပဲဖြစ်မယ်လို့ပြောလိုက်တာပေါ့အဲ့ဒီခါမှာတော့မင်းသမီးလေးရဲ့အဖြေဟာမှန်ကန်သွားခဲ့တာကြောင့်လျှို့ဝှက်တကားကြီးဟာပြင်းပြင်းစွာနဲ့ပဲပွန့်သွားခဲ့တာပေါ့ကွယ်လျှို့ဝှက်တကားကြီးပွန့်သွားတဲ့ခါမှာဆိုရင်တော့မြူကိုတွေဟာပျောက်ကွယ်သွားခဲ့ပြီးတော့အလင်းရောင်တစ်ခုဟာထွက်ပေါ်လာခဲ့တယ်တဲ့ကလေးတို့ရဲ့အဲ့ဒီလင်းရောင်ဟာလမ်းကြောင်းတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့ပင်လယ်ကမ်းစပ်စီကိုဥတီနေခဲ့တာပေါ့မင်းသမီးလေးဧကရီဟာအလင်းရောင်လာလမ်းကြောင်းတိုင်းလိုက်သွားခဲ့တယ်တဲ့ကလေးတို့ရဲ့သူမရဲ့နောက်ကနေမော်ပညာနဲ့ဖန်တီးထားတဲ့အရေးမဲကြီးတွေကလည်းလိုက်လံတိုက်ခိုက်ဖို့ကြိုးစားနေကြတာပေါ့ဒါပေမဲ့သူမဟာသူမရဲ့အမှုပညာကိုအသုံးပြုပြီးတော့ပကြီးဆွဲထားတဲ့ပုံရိပ်တွေကိုအသက်သွင်းလိုက်တယ်တဲ့ကလေးတို့ရဲ့အဲဒီခါမှာဆိုရင်တော့ပကြီးကားတွေကနေကြားကြီးတွေကြီးငတ်တာရကားတွေကအသက်ဝင်လာခဲ့ပြီးတော့အရေးမဲကြီးတွေကိုတိုက်ခိုက်ပေးခဲ့တာပေါ့ကွယ်အဲဒီလိုကူညီတိုက်ခိုက်ပေးခဲ့တာကြောင့်မင်းသမီးလေးဧကရီကလည်းအချိန်မီလွတ်မြောက်ခဲ့ပြီးတော့ပင်လယ်ကမ်းစပ်ကိုရောက်ရှိလာခဲ့တာပေါ့ကွယ်ပင်လယ်ကမ်းစပ်မှာဆိုရင်တော့မင်းသမီးလေးဧကရီဟာရွက်လီတစ်စင်းကိုရရှိခဲ့တယ်တဲ့ကလေးတို့ရဲ့ဒါကြောင့်မင်းသမီးလေးဟာရွှေနဂါးဦးရှိတဲ့ကျွန်းကိုသွားဖို့အတွက်သူမရဲ့ရွက်လီကိုစတင်မောင်းနှင်ခဲ့တာပေါ့
ဒါပေမဲ့ပင်လယ်ပြင်ရဲ့အလယ်မှာရုတ်တရက်မုန်တိုင်းကြီးကြောက်လာခဲ့တယ်တဲ့ကလေးတို့ရဲ့လိုင်းလုံးကြီးတွေဟာဆိုရင်တော့တောင်ကြီးတစ်လုံးလိုမြင်မာနေခဲ့ပြီးတော့သူမရဲ့ရွက်လင်ငယ်လေးကိုရိုက်ခတ်နေခဲ့တာပေါ့အဲ့ဒီချိန်မှာပဲပင်လယ်ပြင်ကလေပြင်းတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်တတ်တဲ့လေပြင်းဓမြခိုင်းကြီးတစ်ခုဟာရောက်ရှိလိုလာခဲ့တာပေါ့ဟေးကောင်မလေးအဲ့ဒီလေကိုပေးလိုက်စမ်းဒါမှမဟုတ်ရင်မင်းရဲ့အသက်နဲ့လဲရလိုက်မယ်လို့ကျိန်းမောင်းပြောဆိုလိုက်တယ်တဲ့ကလေးတို့ရဲ့ဒါပေမဲ့မင်းသမီးလေးဧကရီဟာပင်လယ်ဓမြတွေကိုမကြောက်ဖက်နဲ့ရဲရဲစွာနဲ့ရင်ဆိုင်ခဲ့တာပေါ့သူမဟာလိုင်းလုံးတွေကိုရှောင်တိန်ရင်းနဲ့ပင်လယ်ဓမြတွေကိုပြစ်ခတ်ဖို့အတွက်ပြင်ဆင်လိုက်တယ်တဲ့ကလေးတို့ရဲ့သူမဟာပကြီးဆွဲရမှာအသုံးပြုတဲ့မော်ဆေးတွေကိုပင်လယ်ဓမြတွေရဲ့မျက်လုံးတွေကိုပစ်ပေါက်လိုက်ပြီးတော့ရှောင်တိန်ခဲ့တာပေါ့ပြီးတော့သူမရဲ့လေးများတက်နဲ့ပင်လယ်ဓမြခေါင်းဆောင်ရဲ့လက်ထဲကမြားကိုပစ်ချလိုက်တယ်တဲ့ကလေးတို့ရဲ့အဲ့ဒီခါမှာပင်လယ်ဓမြတွေကလည်းမင်းသမီးလေးရဲ့တက်တီကိုအံ့အားသင့်ခဲ့ပြီးတော့သူမကိုအရှုံးပေးလိုက်ကြတာပေါ့ဒါပေမဲ့မင်းသမီးလေးဟာပင်လယ်ဓမြတွေကိုမတတ်ဖက်နဲ့ပကြီးမျိုးတော်မှာအလုပ်လုပ်ဖို့အတွက်ဖိတ်ခေါ်လိုက်တယ်တဲ့ကလေးတို့ရဲ့ဒါကြောင့်ပင်လယ်ဓမြတွေကလည်းဝမ်းသာအားရနဲ့လက်ခံခဲ့ကြတာပေါ့မင်းသမီးလေးဟာပင်လယ်ခီးစဉ်ကိုအောင်မြင်စွာဖျက်ကျော်ပြီးတဲ့နောက်မှာတော့မင်းသမီးလေးဧကရီဟာနဂါမင်းနန္ဒီကနေထိုင်တဲ့ကျွန်းစီကိုအရောက်သွားခဲ့တယ်တဲ့ကလေးတို့ရဲ့အဲ့ဒီကျွန်းဟာမော်ဆန်ပြီးလှပနေပေမဲ့လည်းအန်ရတွေလည်းအများအပြားရှိနေတယ်တဲ့ကလေးတို့ရဲ့ကျွန်းကြီးရဲ့အလယ်မှာတော့ကြီးမားတဲ့လိုင်ကိုတစ်ခုရှိပြီးအဲ့ဒီလိုင်ကိုရဲ့အထက်မှာရွှေနှကားအုပ်ရှိနေတာကိုသူမဟာလှမ်းမြင်လိုက်ရတယ်တဲ့ကလေးတို့ရဲ့လိုင်ကိုရဲ့ပြင်ပမှာတော့နဂါမင်းနန္ဒီယာကစောင့်ကြပ်နေတယ်တဲ့နဂါမင်းနန္ဒီယာဟာကြောက်မက်ဖွယ်ကောင်းပြီးတော့သူ့ရဲ့မျက်လုံးတွေဟာမီးလျံတွေထွက်နေတယ်တဲ့ကလေးတို့ရဲ့အတော်လေးကိုကြောက်ဖို့ကောင်းတာပေါ့ကွယ်နဂါမင်းနန္ဒီယာဟာမင်းသမီးလေးဧကရီကိုမြင်တဲ့အခါမှာတော့အိုးမင်းသမီးလေးဒီကိုပါလာလောက်တာလေရွှေနဂါဥကိုလိုချင်တာလားရွှေနဂါဥကိုလိုချင်တော့ငါ့ကိုအနာယူနိုင်မှရမယ်လို့ကျိန်းမောင်းပြောဆိုလိုက်တာပေါ့အဲ့ဒီခါမှာမင်းသမီးလေးဧကရီကအိုးနဂါမင်းနန္ဒီယာကျမရွှေနဂါဥကိုခိုးယူချင်တာမဟုတ်ပါဘူးပကြီးမျိုးတော်ကိုကယ်တင်ဖို့အတွက်လိုအပ်လို့ပါလို့ပြန်လည်ဖြေကြားလိုက်တာပေါ့အဲ့ဒီခါမှာနဂါမင်းနန္ဒီယာကဒါဆိုရင်မင်းရဲ့တက်တီကိုငါ့ကိုပြနိုင်မှရမယ်လို့ပြန်လည်ပြောကြားလိုက်ပြီးတော့မိတွေကိုမှုတ်ထုတ်ရင်းနဲ့သူမကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်တာပေါ့နဂါမင်းနန္ဒီယာဟာမီလီယံတွေကိုမှုတ်ထုတ်ပြီးတော့မင်းသမီးလေးဧကရီကိုစတင်တိုက်ခိုက်ခဲ့တာပေါ့မင်းသမီးလေးဧကရီဟာလိုင်းလုံးတွေကိုရှောင်တိန်တယ်လို့ပဲနဂါမင်းရဲ့မီလီယံတွေကိုရှောင်တိန်နေခဲ့တယ်တဲ့ကလေးတို့ရဲ့နဂါမင်းနန္ဒီယာဟာသူမကိုတတ်ဖို့ကြိုးစားနေတာမဟုတ်ဘဲနဲ့သူမရဲ့တက်တီကိုစမ်းသပ်နေတယ်ဆိုတာကိုတဖြည်းဖြည်းနဲ့သူမကခံစားမိလာခဲ့တယ်တဲ့ကလေးတို့ရဲ့ဒါကြောင့်မင်းသမီးလေးဧကရီဟာလေးမြောက်ကိုအသုံးပြုမဲ့အစားသူမရဲ့ပကြီးကားတစ်ချက်ကိုထုတ်လိုက်တယ်တဲ့အဲ့ဒီပကြီးကားပေါ်မှာတော့နဂါမင်းနန္ဒီယာရဲ့ပုံကိုစတင်ဆွဲလိုက်တာပေါ့ပကြီးဆွဲနေတော့မှသူမရဲ့နှလုံးသားထဲကအချစ်တနာကျင်နာမှုနဲ့လေးသားမှုတွေကိုထည့်သွင်းဆွဲလိုက်တယ်တဲ့ကလေးတို့ရဲ့နဂါမင်းနန္ဒီယာဟာသူမရဲ့ပကြီးကားကိုမြင်တဲ့အခါမှာတော့အလွန်အင်မတန်မှအံ့အားသင့်သွားခဲ့တယ်တဲ့ကလေးတို့ရဲ့အဲ့ဒီပကြီးကားပေါ်ကနဂါပုံဟာအသက်ဝင်နေသလိုပဲအတော်လေးလှပနေခဲ့တာပေါ့နဂါမင်းဟာသူမရဲ့ပကြီးကားတွေကသူ့ရဲ့ပုံရိပ်ကိုမြင်ပြီးတော့စိတ်အေးချမ်းသွားခဲ့တယ်တဲ့သူ့ရဲ့ဒေါသတွေအမုန်းတရားတွေမာမာနတွေရဆိုရင်လည်းလျော့နေသွားခဲ့တာပေါ့ကွယ်။အိုးမင်းရဲ့ပကြီးကတကယ်ကိုလှပတာပါပဲလို့နဂါမင်းနန္ဒီယာကပြောကြားလိုက်တာပေါ့။မင်းရဲ့စိတ်ဓာတ်ကရဲရင်တယ်လို့မင်းရဲ့နှလုံးသားကလည်းလှပတယ်ဆိုတာကိုငါသိလိုက်ပါပြီ။ဒီရွှေနဂါဥကိုမင်းယူနိုင်ပါတယ်လို့ပြောကြားလိုက်ပြီးတော့ရွှေနဂါဥကိုမင်းသမီးလေးဧကရီကိုပေးလိုက်တာပေါ့ကွယ်။မင်းသမီးလေးဧကရီဟာပျော်ရွှင်စွာနဲ့ပဲရွှေနဂါဥကိုယူပြီးတော့ပကြီးမျိုးတော်ကိုပြန်လာခဲ့တယ်တဲ့ကလေးတို့ရဲ့ပကြီးမျိုးတော်ကိုရောက်ရှိတဲ့အခါမှာဆိုရင်တော့မင်းသမီးလေးဧကရီဟာရွှေနဂါဥကိုအသုံးပြုပြီးတော့စုံမကြီးရဲ့ကျိန်စာကိုခြေဖြတ်လိုက်တာပေါ့ဒါကြောင့်မျိုးတော်ကြီးဟာတဖြည်းဖြည်းအယောင်သွေးဆုံလင်လာခဲ့ပြီးတော့တစ်ပင်လေးပန်းပင်နေရဆိုရင်လည်းပြန်လဲရှင်သန်လာခဲ့တယ်တဲ့ကလေးတို့ရဲ့ပြည်သူတွေကလည်းပျော်ရွှင်စွာနဲ့မင်းသမီးလေးကိုသူရဲ့ကောင်းဖြစ်တတ်မှတ်ခဲ့ကြတာပေါ့ကွယ်
ဒီလိုနဲ့တနေ့မှာတော့မင်းသမီးလေးဧကရီဟာပကြီးကားတစ်ချက်ဆွဲနေတော့ငကားမင်းနန္ဒီယာကလူသွန်ပြောင်းလာခဲ့ပြီးတော့သူမရဲ့စီကိုရောက်ရှိလို့လာခဲ့တယ်တဲ့ကလေးတို့ရဲ့သူဟာမင်းသမီးလေးဧကရီရဲ့အလားပါအိုတွေမကပန်းနဲ့သူမရဲ့စိတ်ဓာတ်ကိုပါချစ်ခင်မိနေခဲ့တာဖြစ်တယ်တဲ့ကလေးတို့ရဲ့မင်းသမီးလေးဧကရီကလည်းငကားမင်းကိုပြုံးပြလိုက်တာပေါ့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်ချစ်ချစ်ခင်ခင်နဲ့ပဲပကြီးမျိုးတော်ကြီးကိုပူပေါင်းအုပ်ချုပ်သွားခဲ့ကြတာပေါ့အချင်းနဲ့အနုပညာဟာအကြီးမားဆုံးသောအင်အားတွေပဲဆိုတာကိုသူတို့ရဲ့ဇလံလေးကတက်တည်ပြခဲ့တာပေါ့ကလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲကလေးတို့ရေနောက်ရက်ဒီမှာဆိုရင်လေဦးနိုဘာကဘလို့ပုံမြင်လေးတွေကိုဖတ်ပြပေးသွားမလဲဆိုတာကိုလာရောက်နားဆင်ပေးပါအောင်ကလေးတို့ရေနားဆင်ပေးခဲ့တဲ့တတမီမီတို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နော်ကလေးတို့ရဲ့